တသက်တာမြမကသံဃာခရီးတစ်လျှောက်လုံးအတွက်ဝမ်းမြောက်ဖွယ်ရာကောင်းလာတဲ့အကြောင်းတရားတွေကိုစီးပူးအထောက်ပြီးဖြစ်တယ်ဒီကနေ့လောက်ရခြင်းဒီကနေ့ပြုလုပ်ရတဲ့ကုသိုလ်ကောင်းမှုဟာကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်မှာဖြစ်တယ်ဆိုတဲ့အကျိုးကိုသိရှိနားလည်အောင်ပြောပြီးဝမ်းမြောက်စကားပြောတာကိုအနုမောဒနာလို့ခေါ်အလုပ်တစ်ခုလုပ်ပြီးဆိုရင်အဲ့ဒီအလုပ်ဟာဘလို့အကျိုးရှိတယ်ဆိုတာလူတိုင်းဟာကြွတင်စဉ်းစားတာလည်းရှိတယ်မစဉ်းစားဘဲနဲ့အကျိုးဖြစ်ပေါ်လာတာလည်းရှိတယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်အကြောင်းတရားမှန်သမျှအကျိုးတရားတစ်ခုကိုဖြစ်ပေါ်စေတာတော့သိချတယ်ကိုလုပ်တဲ့အကြောင်းဟာကောင်းတဲ့အကြောင်းပဲဖြစ်စေမကောင်းတဲ့အကြောင်းပဲဖြစ်စေကောင်းတဲ့အကြောင်းကကောင်းကျိုးချမ်းသာတွေကိုရစေပြီးမကောင်းတဲ့အကြောင်းကမကောင်းကျိုးတွေကိုဖြစ်ပေါ်စေတာဒါကလောကရဲ့သဘာဝတရားကြီးဆိုတာကိုသိရှိနားလည်ကြမှာဖြစ်တယ်ကိုလုပ်တဲ့အကြောင်းတရားသည်ကောင်းကျိုးကိုပေးစေတတ်တဲ့အကြောင်းတရားလားဆိုးကျိုးကိုပေးစေတတ်တဲ့အကြောင်းတရားလားလို့သိဖို့ချတော့အာသာတရားရဲ့အဆုံးအမဩဝါဒလိုအပ်တယ်ပေါ့အဲ့ဒီမှာလည်းပဲမိမိတို့ယုံကြည်တဲ့ဘာသာတရားကအမှန်ကန်ဟောတာမဟုတ်ဘူးဆိုလို့ရှိရင်လည်းဆိုးကျိုးနဲ့ကြုံရတတ်တယ်မှန်ကန်ဟောပြောတဲ့ဘာသာတရားကောင်းကျိုးချမ်းသာနဲ့ကြုံတွေ့ရတယ်ဘာသာတရားဆိုတိုင်းအမှန်လို့တော့ပြောတာမဟုတ်အမှားမှန်ဆိုတာသူကသူသဘာဝအတိုင်းမှာရှိနေတာဖြစ်တယ်အမှားမှန်သဘာဝကိုသိနိုင်စွမ်းသိနိုင်တဲ့ဉာဏ်စွမ်းအားလဲနေခြင်းကြောင့်မှန်ကန်မသိကြခြင်းဖြစ်တယ်သို့တော့လက်တွေ့ဘဝမှာရှေးကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုချစ်ရှုခြေနေရရကိုသုံးသပ်ဆင်ခြင်ခြင်းအဖြစ်မှန်ကန်တဲ့အကြောင်းတရားဆိုတာကိုကိုယ့်ရဲ့အစွမ်းအစနဲ့လည်းဖော်ထုတ်တယ်အဲ့ဒါလို့ဖော်ထုတ်နိုင်အောင်လူတွေဟာအသိပညာတိုးတက်အောင်စီးပူးအထောက်ကြတယ်အသိဉာဏ်နှမျိုးရှိတယ်ပစ္စက္ခဉာဏ်လို့ခေါ်တာတစ်မျိုးအနုမာနဉာဏ်လို့ခေါ်တာတစ်မျိုးပစ္စက္ခဆိုတာအကြောင်းရောအကျိုးရောနှမျိုးစလုံးကိုယ်တွေ့သိမြင်တာပစ္စက္ခအဲ့ဒါကိုမြန်မာစကားနဲ့ပြောရင်ကိုယ်တွေ့နဲ့ပြောကြတယ်ဒါပစ္စက္ခလို့ခေါ်တယ်ဒါလို့ရင်ဒါဖြစ်တယ်ဆိုတာအတော်ရောကိုယ်တွေ့တွေရှိကြဥပမာအစားစားမယ်ဒီစားရင်ဘိုက်နာတတ်တယ်ကိုယ်တွေ့ခံစားမှုတဲ့ပုဂ္ဂိုလ်တွေအဲ့လိုမျိုးပစ္စက္ခသဘာဝတရားနဲ့ပတ်သက်လာရင်လည်းကိုယ်တွေ့သိမြင်တာဒါပစ္စက္ခလို့ပြောတယ်အဲ့ဒီပစ္စက္ခဉာဏ်ကတော့အများအားဖြင့်မှန်တာရှိတယ်မှန်တာပဲဖြစ်တယ်အကြောင်းနဲ့အကျိုးဆိုပါစို့မီးဆိုတာပူတယ်လောင်တယ်ကိုယ်တွေ့ပဲလို့ပြောလို့ရတယ်ပေါ့လက်တွေ့စမ်းသပ်ခြင်းနဲ့မီးဟာပူမယ်လောင်မယ်ဒီဟာနှစ်ခုကဒါမှန်ကန်တဲ့ဒါပစ္စက္ခဉာဏ်လို့ခေါ်တယ်အကြောင်းတရားတွေနဲ့ပတ်သက်အနုမာနဆိုတာကြတော့အကြောင်းအကျိုးနှမျိုးတည်းကအကြောင်းတစ်ခုကိုသာသိတယ်မသိတာကအကျိုးကိုတော့မသိဘူးတခြမ်းပဲအသိနောက်တစ်ခါအကျိုးကိုပဲသိပြီးတော့အကြောင်းတရားကိုမသိဘူးဆိုလို့ရှိရင်အနုမာနဉာဏ်မှန်းဆကြည့်လို့ရတယ်အကြောင်းကိုသိရင်လည်းအကျိုးကိုဖော်ထုတ်လို့ရတယ်အကျိုးကိုချိပြီးတော့လည်းအကြောင်းတရားကိုဖော်ထုတ်လို့ရတယ်ဒီနေ့မိုးလေဝသ focus လုပ်တယ်ဆိုတာအကြောင်းတရားကိုချိပြီးအကျိုးကိုဖော်ထုတ်တဲ့နည်းပဲဒါပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့ရာသီဥတုအခြေအနေကိုချိပြီးဘယ်နည်းမှမုန်တိုင်းတိုက်မယ်ဆိုတာမဖြစ်သေးတဲ့အကျိုးတရားကိုအကြောင်းတရားချိပြီးပေါ်လာတယ်ဒါနော်အဲ့ဒါမျိုးကိုအနုပါဒဉာဏ်လို့ခေါ်တယ်ပစ္စက္ခမဟုတ်ဘူးတရား
ကြာတော့အတွေ့အကြုံများလာတဲ့အခါမှန်တာပူများလာတယ်ပေါ့အကြောင်းတရားကိုပဲတွေ့ရသေးတယ်အကျိုးတရားမဖြစ်သေးဘူးအဲ့ဒါအကြောင်းတရားကိုကြည့်ပြီးအကျိုးတရားပေါ်တော့ဒီပင်ကရာမြတ်စွာဘုရားကသူ့မိတာယသိကိုဗျာဒိတ်ပေးတယ်ဆိုတာလည်းပဲ prophecy လို့ခေါ်တယ်ဗျာဒိတ်တော်အကြောင်းတရားကိုကြည့်ပြီးအကျိုးတရားကိုပေါ်ထုတ်ခြင်းပဲဖြစ်အကျိုးတရားမဖြစ်သေးဘူးဝေးရှိသေးတယ်နော်ဖြစ်ဖို့ဝေးရှိသေးတယ်ဒါပေမဲ့အကြောင်းတရားကိုကြည့်ပြီးပေါ်ထုတ်လို့ရတယ်ဒီကနေ့ခေတ်မှာလည်းပဲတိကျသေးကြသလောက်မှန်ကန်တယ်မမှန်ကန်ဘူးဆိုတာကလေးတယောက်ဟာလိမ့်လိမ့်မာမာနဲ့အသိဉာဏ်ရှိရှိနဲ့ဒီဘဆရာသမားတို့ရဲ့ဆုံးမစကားကိုလိုက်နာပြီးစာကြိုးစားတယ်ဆိုတဲ့ဒီကလေးဟာရှိလာလို့ရှိရင်လူတော်လူကောင်းပညာတတ်ကြီးဖြစ်မှာပဲဒါလည်းသူလုပ်နေတဲ့ပစ္စကကိုအကျိုးအကြောင်းတရားကိုကြည့်ပြီးအကျိုးဖော်ထုတ်တယ်ဒါအကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်တာလည်းရှိသေးတယ်ဘာလို့ဆိုလို့ရှိရင်အေယဝရီမြေအောက်ရက်တွေမှာရှည်ရီကြီးနေတယ်ဆိုရင်အထက်အညာမှာဝိုးရွာနေပြီဆိုတာဖော်ထုတ်တာပဲဒါလည်းကိုတွေ့တာကရှည်ကြီးတာပဲတွေ့မိုးရွာတာကိုမတွေ့ဘူးသို့တော်ဟိုမှာမိုးရွာတယ်သို့မဟုတ်ရေခဲတွေအရေးပြောတယ်ပေါ့ပြောလို့ရတယ်ဒီမွန်တန်တောင်မှာရေခဲတွေအရေးပြောလို့ဒီမှာမြစ်ရတိုးတယ်လို့ပြောနောက်တစ်ခုတနေရာမှာမိโกလုံးကြီးတွေတက်လာမိโกမြင်ရတယ်မိโกဆိုတာမိကဖြစ်တာအဲ့တော့မိโกကြည့်ပြီးတော့ဟိုမှာမိလောင်နေတယ်လို့မိမမြင်ရပါမယ်တက်ပြောလို့ရအဲ့ဒါတွေကအနုမနာလို့ခေါ်တယ်အနုမနာကလည်းပစ္စကနီနီမှန်ကန်နေကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်နိုင်တယ်အကြောင်းကိုကြည့်ပြီးကျိုးကိုဖော်ထုတ်နိုင်အဲ့ဒီပစ္စကညာအနုမနာညာဆိုတာဟာလူတွေအတွက်များစွာအသုံးဝင်တဲ့ရှိတဲ့ရှိလိုက်တဲ့အသိဉာဏ်မျိုးပဲသို့သောလူတိုင်းမှာရှိလားဆိုမရှိနိုင်အသိဉာဏ်ရှိအောင်ကြိုးစားအထောက်မှုနဲ့မှရတယ်ဟုတ်ပြီဘုန်းကြီးတို့တွေအခုလူဘဝရလာပြီအခုသားလေးမောင်ရွှေပိုင်9နှစ်ဝင်းနေမတရားကုသိုလ်လုပ်နေတယ်မိဘတွေကသူ့ပေါ်မှာမေတ္တာကြီးမားတယ်ကိုသားသမီးတော့ကိုယ်တိုင်းလူတိုင်းချစ်ကြမှာချစ်တဲ့သားသမီးတိုင်းကိုဝင်းနေလုပ်ပေးနိုင်သလားလုပ်ပေးချသလားလုပ်ပေးဖို့ရောစိတ်ဝင်စားလားဆိုဒါခိုင်တော့မတမနေပါလေနော်ဒါခိုင်တော့နေလိမ့်မယ်မြတ်စွာဘုရားလက်ထက်တုန်းကဥဒိဏမင်းနဲ့ဝါတုလတ္တတာဝါတုလထတ္တမိဖုရားတို့ရဲ့သားဖြစ်တယ်ဘောဓိမင်းသားဆိုတာရှိတယ်အဲ့ဒီဘောဓိမင်းသားဟာသူကိုယ်ဝန်ရှိနေတဲ့အချိန်မှာသူ့ရဲ့မိဘတွေကမလုပ်ပေးတာသူ့မိခင်ကတရားမှုရှိတဲ့တန်ဃာတွေကိုပင့်ပြီးတော့သူ့ဝမ်းထဲမှာရှိတဲ့ကလေးမမွေးခင်ကတည်းကသူ့အတွက်ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့သူ့အတွက်တရဏဂုံဆောက်တည်တာချုပ်တင်ပြီးတော့တရဏဂုံဆောက်တည်တာမမွေးခင်ကဘုရားဘာသာဖြစ်တယ်လို့ပြောလို့ရတယ်အဲ့ဒီဒါစာထဲမှာမှတ်တတ်တယ်ပြပြဟာတွေလည်းရှိကောင်းရှိမှာနော်အဲ့လိုလုံးလို့ရောသူဟာတကယ်ရောသူ့မှာကုသိုလ်ဖြစ်ခဲ့လားအဲ့လိုတော့မဖြစ်ဘူးကုသိုလ်ဆိုတာစိတ်နဲ့ပတ်သက်နေတာဖြစ်တော့ကိုယ်တိုင်ပါမှဖြစ်တယ်သို့သောသူ့အတွက်လုပ်ပေးတယ်ဆိုတာတက်ကြီးလာတဲ့အခါသူပြန်သိမယ်သိတဲ့အချိန်မှာသူကုသိုလ်ဖြစ်မှာနော်အဲ့ဒီမှာတစ်ချိန်နောက်မွေးဖွားလာတဲ့အခါမွေးဖွားပြီးစားကလေးလေးကိုတရဏဂုံဆောက်တည်ဖို့ခန္ဓာလုပ်ပြီးတော့တရားနဲ့သံဃာတွေကိုပြင်ပြီးတော့အဲတရဏဂုံဆောက်တည်
Eri Chemayo to thee the last. Thee or thee and thee, David or knowledge man. But thee, David, Yas or Namle. But thee, we mellow. We very kind of lotus. A tile layout of the the go yard on it. Erelu do her for one man. When we get at the chain, we began at the chain. Eriga Navy, do a out there, Pecca dying so. Dying at the cool, being in it, use hand in it, do fair can't have. Do Marakira. Don't do Marakira. Or Mammy Malet, don't do my lands. Yango. I don't do Marasa, be chow of your. Be chow lamb. Eri million na me ale tu marakira sa mi chong tang lo khoi mi chong I a tang no luat de dong a mi chong a tang ja de a chain ma a chain yu ra mo tu a tu marakira khoi do mo eri na le ma eri myo chi ni na ma awe ne ji lai lo shin mi chong ji ta kaung lo thin ya de taung bong ji shi de ai taung bong ji ko swai pyu pi ro le tu marakira khiri so de ai lo taung so de dai bet ne David Prince so de Eri Matuga Musaဖြစ်တဲ့အချိန်မှာသူ့တငယ်ချင်းတယောက်ဖျားပွင့်ခိုင်းပြီးတော့မြတ်စွာဘုရားကြီးအဆုံးမတရားတော်တွေကိုနားတယ်နားပြီးတဲ့အခါသူသဘောကျတယ်ဆိုတော့ပြောသူ့တငယ်ချင်းကဘာပြောတော့ဆိုမင်းသားတဲ့မျိုးစားဟာတခါမှလည်းဗုဒ္ဓံတရဏကိစ္စပြီးဆိုတာမကြားဘူးပေါ့မြတ်စွာဘုရားကိုကြည်ညိုတယ်လို့သာပြောတာတခါမှကိုယ်ပဲစိတ်ကတယ်ဆိုတာထုတ်ဖို့မပြောဘူးလို့ဆိုမင်းငါ့ကိုအဲ့လိုမပြောပါနဲ့ကွာငါကသူများတဲ့ထူးတယ်တဲ့မိခင်ရဲ့ဝမ်းထဲမှာရှိတော့ငါတစ်ချိန်တရဏဂုံဆောက်တည်တယ်မွေးဖွားလာတဲ့အခါမှာတစ်ချိန်တရဏဂုံဆောက်တယ်အခုတတိယအချိန်ငါဆောက်တည်မယ်ဆိုပြီးဖျားရှိဘုရားတရဏကိစ္စဆိုတယ်လို့အဲ့ဒီမင်းသားမြို့စားဟာသုံးချိန်တိုင်အောင်သူကမရဆောက်တည်ခဲ့တယ်ဆိုတဲ့မှတ်တမ်းရှိတယ်ပေါ့နော်အဲ့လိုဆိုခဲ့ဒေးဗစ်ကတော့အတိတ်ဘဝကဘုံကံပါရမီရှိလာတဲ့သာသမီတွေမိဘရဲ့ဆန္ဒကိုကသူတို့အတွက်လုပ်ပေးခြင်းနဲ့ဆန္ဒရှိတယ်တရားသူ့ရဲ့ဆန္ဒပဲသူ့ရဲ့ဆန္ဒဟာမိဘတွေရဲ့ဆန္ဒဖြစ်လာတယ်မိဘတွေကလုပ်ရတဲ့သဘောရှိတယ်အေးဒါကြောင့်မို့လူတယောက်ချီးပွားတိုးတက်မှုဆိုတာဟာအတိတ်ဘဝကုသိုလ်ကံကရှိတယ်ကံရှိတယ်ဆိုတာဘယ်လိုစဉ်းစားကြမလဲဒီဘဝဖြစ်လာတာလူတွေဟာတုံးနဲ့တူမတူကြဘူးတချို့ကချမ်းသာကြွယ်ဝတဲ့မိဘစီရောက်တယ်တချို့ကဆင်းရဲတဲ့မိဘစီရောက်တာအဲ့ဒါဘယ်သူကပို့တာလဲပို့တဲ့လူဟာပို့တဲ့ပုဂ္ဂိုလ်တရားအကယ်၍ရှိမှဆိုရင်အဲ့ဒီပုဂ္ဂိုလ်တရားဟာခုခေတ်ဆိုလို့ရှိရင်စန့်ကျင်မဲ့လောက်တာခံရမှာဘာလို့လဲဆိုဆင်းရဲတဲ့မိဘအိမ်ပို့တဲ့သူများနော်ကောင်းသူ့ကိုဆူတောင်းကြမှာမဟုတ်ဘူးဝိုင်းပြီးတော့ချိန်သေးကြမှာဖြစ်တယ်သူတို့ကျတော့ချမ်းသာတဲ့မိဘအိမ်ပို့တယ်ငါတို့ကျတော့ဆင်းရဲတဲ့မိဘပို့တယ်ဝိုင်းချိန်သေးတာပဲခံရမှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ရကြဘယ်သူမှချိန်သေးကြမလို့ဘယ်သူမပြုတ်မိမှုကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုနဲ့ကိုရတာကိုလှုပ်အားနဲ့ကိုရတာလို့ပဲဒီလိုပြောမှာဖြစ်ဒါဟာဘုရားရဲ့အဆုံးအမထဲမှာကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာအဲ့ဒါပြောကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာ
ကိုလှုပ်တာကိုနဲ့ပါသက်ဆိုင်တယ်လို့မြင်တဲ့အမြင်တစ်ခုဟာကောင်းကျိုးချမ်းသာရဖို့အတွက်လူတယောက်ကိုလမ်းမှန်ပေါ်တင်ပေးတဲ့အမြင်တစ်ခုပဲဖြစ်တယ်လူတွေဟာအမြင်ကအမြဲတမ်းအရေးကြီးတယ်နော်အမြင်အားလျော်စွာအမြင်ဆိုတာသူ့အမြင်ကိုယ့်အမြင်မှန်တဲ့အမြင်မှားတဲ့အမြင်ဆိုတာရှိတယ်အမြင်မှားတယ်ဆိုလို့ရှိရင်လည်းအပြောမှားအလုံးမှားဖြစ်တယ်အမြင်မှန်ရင်အပြောမှန်နဲ့အလုံးမှန်ဒါကတော့သဘာဝအမြင်တစ်ခုမှားလိုက်တာနဲ့နောက်ကတတိကြီးလိုက်မှားတတ်တယ်အမြင်မှန်ရင်လည်းတတိကြီးလိုက်မှန်ကမ္မတက္ကတာပါဠိလိုကံသာလင်ကိုနဲ့သက်ဆိုင်တယ်ကိုပိုင်တဲ့အရာဖြစ်တယ်လို့မြင်တဲ့အမြင်ဟာကမ္မတက္ကတာတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်လို့ခေါ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ဟာလူတွေကိုဘယ်လမ်းပေါ်တင်ပေးတယ်လဲဆိုလို့ရှိရင်လူတော်လူကောင်းဖြစ်စေနိုင်တဲ့လမ်းကြောင်းပေါ်တင်ပေးတာပဲအားကြောင့်လို့ဆိုလို့ရှိရင်သူ့ရဲ့အမြင်သူ့ရဲ့ခံယူချက်ကငါလို့သမျှကောင်းတာမကောင်းတာဟာငါနဲ့ပဲသက်ဆိုင်တယ်ငါပဲအမွေခံရမယ်ဆိုအမြင်ပဲငါကောင်းတာလို့ရင်ကောင်းတာရမယ်မကောင်းတာလို့ရင်ငါမကောင်းတာလူဆိုတာကောင်းတာပဲရချင်တယ်မကောင်းတာဘူးမရချင်လူတိုင်းဟာချမ်းသာခြင်းနဲ့ဘယ်သူမှဆင်းရဲခြင်းဘူးဒါကြောင့်မို့ဆင်းရဲမှကြောက်တယ်ချမ်းသာခြင်းအဲ့တော့ကိုလုံးတာကိုရမယ်ဆိုရင်အကောင်းပဲလုပ်ကြမယ်ဒါလမ်းကြောင်းပေါ်ရောက်သွားခြင်းပဲဖြစ်အဲ့ဒီတွေးတဲ့လမ်းကြောင်းပေါ်ရောက်အဲ့ဒီလိုလမ်းကြောင်းပေါ်ရောက်သွားတဲ့အမြင်မျိုးဖြစ်လို့အခြေခံအဖြစ်လူတိုင်းကမ္မတက္ကတာသမာဓိဋ္ဌိအတိပ္ပယ်ပြောမယ်ဆိုရင်တာဝန်ယူတယ်ဆိုတဲ့သဘောတရားပဲကိုလို့တာကိုနဲ့သက်ဆိုင်တယ် responsibility ကိုပြောတယ်နော်အဲ့ဒါကမ္မတက္ကတာသမာဓိဋ္ဌိဟုတ်ပြီဒီနေ့သားလေးမောင်ရွှေပိုင်ရဲ့9နှစ်ပြည့်မွေးနေ့မိဘတွေကလုပ်ပြီးမိဘတွေကလုပ်ပြီးတယ်ဆိုတာသူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းကြတာဖြစ်တယ်သူ့ရဲ့ဆန္ဒကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေစိတ်ကိုလုပ်ပေးခြင်းနဲ့ဆန္ဒဖြစ်တယ်ဒီကလေးကသိသည်ဖြစ်စေမသိသည်ဖြစ်စေခု9နှစ်ဆိုသိပြီပေါ့နော်သူ့ရဲ့ဆန္ဒကိုမိဘတွေကလုပ်ပေးခြင်းဟာသူ့အတွက်ကံကောင်းခြင်းတစ်ခုပဲအဲ့တော့လောကမှာဟိတနဲ့ဒုက္ခဒီနှစ်ခုမှတ်သားတဲ့ဘုန်းကြီးတို့တွေလူဘဝမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ကောင်းကျိုးချမ်းသာဆိုတာဒုက္ခရချင်တယ်ဆိုတာကအခြေအနေရစေနိုင်တဲ့အခြေအနေကောင်းတွေကဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအကျိုးတရားအဲ့ဒီနှစ်ခုကိုအမြဲတမ်းတွဲဖက်ပြီးတော့ဟောဟိတနဲ့ဒုက္ခဟိတဆိုတဲ့အခြေအနေကောင်းတစ်ခုကိုမဖန်တီးနိုင်ဘူးမလှုပ်ဆောင်နိုင်ဘူးဆိုရင်ဒုက္ခဆိုတဲ့အကျိုးမရနိုင်ဘူးဗျာဒုက္ခဆိုတဲ့အကျိုးမရနိုင်ဘူးအခုလိုမွေးနေ့မှတ်တရကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာဒုက္ခကိုလိုချင်လို့ဟိတကိုလိုချင်မှဖြစ်တယ်ဒုက္ခကိုဖော်ဆောင်ပေးနိုင်မယ်ဟိတပဲဒါလောကမှာမွေးနေ့တွေလုပ်ကြတယ်မွေးနေ့ပါတီဆိုပြီးတော့ကဘာရကိုယုံကြည်ရာကိုလူမျိုးကို tradition အတိုင်းပဲမွေးနေ့တွေလုပ်ကြတယ်မွေးနေ့လုပ်ပြီးတော့ဒီနေ့ခေတ်မှာတော့အမှန်နိုင်ငံမှာလည်းနောက်တိုင်းကလှုပ်ထားတွေလိုက်လှုပ်ထားတွေရှိတာပေါ့နော်မွေးနေ့ကိတ်တွေလှုပ်ပြီးပြီးကြတယ်စားကြတယ်ပေါ့မျိုးစုံပဲလှုပ်ကြအခုဒီနေ့မွေးနေ့ကတော့ကိုယ့်ရဲ့ tradition နဲ့ကိုလုပ်တယ်လို့ယူဆမှာပဲဒါတော့ကိုယ်ဆန္ဒရှိရာကိုလုပ်တာပေါ့နော်မွေးနေ့မှာအပြစ်ကင်းစင်တဲ့မွေးနေ့ဖြစ်ဖို့တော့လိုအပ်တယ်ပေါ့မွေးနေ့ကိုအကြောင်းပြုပြီးတော့သရဝါတွေကိုဒုက္ခရောက်အောင်လုပ်ပြီးမွေးနေ့ပွဲဆင်နွှဲတာတော့သရဝါတွေဒုက္ခရောက်အောင်လုပ်တဲ့အပိုင်းကမကောင်းဘူးလို့ပြောမိတ်ဆွေသင်္ကားတွေဖိမှန်တကာပြုပြီးတော့ကျွေးမွေးတာဒါတော့ကောင်းတယ်ကောင်းတယ်လို့ကိုချင်းသီလတွေ
ထပ်မံဆောက်တည်တယ်ဒါတော့ကောင်းတဲ့အလုပ်ဒါနကောင်းမှုလုပ်တယ်သီလကောင်းမှုလုပ်တယ်မွေးနေ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ကျမ်းမာခြင်းနဲ့သက်ရှင်ခြင်းလို့ပဲထင်ပါတယ်တချို့လဲမွေးနေ့လက်ဆောင်တွေရဖို့လုပ်တာလည်းဖြစ်ကောင်းဖြစ်တယ်နော်လူရဲ့ရည်ရွယ်ချက်ဆိုတော့အကုန်ပြောလို့မရမွေးနေ့အမှတ်တရဆိုတာတော့ကုသိုလ်ကောင်းမှုလုပ်ပြီးကျမ်းမာဖို့သက်ရှိဖို့ဘဝဆက်ပြီးဒါ Buddhist tradition ရတော့မြန်မာတွေရဲ့ tradition ရတယ်သူတို့လုပ်မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တာသက်ရှိဖို့အတွက်ထောက်ကူဖြစ်ရလားလို့ဆိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်လေးတစ်ပုဒ်ကိုမှတ်သားထားဘာလို့လဲဆိုရင်ဘုရားဘာသာဖြစ်ဘုရားကိုယုံကြည်ကိုးကွယ်ကြတဲ့မြန်မာလူမျိုးတွေဟာလွန်ခဲ့တဲ့84ရာစုသရေခေတ္တခေတ်လောက်ကလေးကစပြီးမြန်မာပြည်မှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေပါဠိဘာသာနဲ့ရောက်ရှိနေတာဖြစ်တယ်17ရာစုခေါ်တဲ့အနောဓာဘုရင်ကြီးလက်ထက်ကစပြီးတော့ပိဋကတ်3ပုံမှာပြည့်ပြည့်စုံစုံရောက်ရှိလာပြီအဲ့ဒီကနေပြီးမြန်မာပြည်မှာဒီကနေ့ထိအောင်ပိဋကတ်3ပုံဟာရှင်သန်နေတာဖြစ်တယ်အဲ့ဒီပိဋကတ်3ပုံစာအုပ်တွေဘာတွေရေးထားတော့သိကျင်လိုက်တာဆိုတဲ့ဆန္ဒလေးကိုတော့ဖြစ်ပေါ်စေချင်အဲ့ဒီထက်မဲ့လောကကောင်းကျိုးနော်ဒီစီးပွားရေးအတွက်တိုးတက်ပြီးကျန်းမာရေးအတွက်တိုးတက်ပြီးတိုးတက်စေတတ်တဲ့ဆုံးမတွေကိုချင်းတရားအတွက်တိုးတက်စေတတ်တဲ့ဆုံးမတွေနောက်ဆုံးမှာတန်တရားတွေကထွက်ချင်ပါတယ်ကိုဆင်းရဲလွတ်မြောက်ခြင်းနဲ့ကိုချင်းနာခြင်းသိခြင်းဆိုတာတွေမရင်ဆိုင်ရင်တော့ဘူးဆိုလို့ရှိရင်လေနိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းကိုဘယ်လိုသွားရမယ်ဆိုတာကိုစနစ်တကျရေးသားပြီးဆုံးမထားတဲ့စာတွေဟာဒီထဲမှာပြည့်မြတ်စွာဘုရားစကားတော်တွေအများကထင်နေသလိုလောကုတ္တရာတရားတွေတို့နဲ့မဆိုင်ဘူးတို့ကလောကီအလုပ်လုပ်တာစီးပွားရှာတာနဲ့ဘုရားတရားနဲ့တခြားစီပဲလို့ဒီလိုမထင်မိဖို့တော့အရေးကြီးတယ်များသောအားဖြင့်အဲ့လိုမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာစီးပွားရှာနည်းကစပြီးတော့အကုန်လုံးအသေးစိတ်လူလောကကြီးရဲ့အောက်ခြေကစပြီးထက်အဆင့်ထိအောင်ပြည့်ပြည့်စုံဟောထားတယ်ဆိုတာပါဠိဘာသာနဲ့ဟောထားသည့်အတွက်ကြောင့်မြန်မာလူမျိုးတွေအတွက်ခက်ခဲတော့ရှိမှာပေါ့အဲ့ဒီခက်ခဲမရှိဘဲနဲ့အားတွေဟောထားတော့လို့သိနိုင်တဲ့မြတ်သိအောင်တစ်ခုထုတ်ဖို့ပြောရမယ်ဆိုရင်ဒီလိုဘယ်ကုသိုလ်ကောင်းမှုဟာအခြေခံအကြဒီဘယ်ကုသိုလ်ကောင်းမှုဟာအသက်ရှင်မှုကိုဖြစ်စေနိုင်တယ်နောက်မြတ်စွာဘုရားဟောတဲ့သုတ်တန်တစ်ခုကစကားလေးတစ်ခုမင်းအသက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင်ဆုတောင်းနေုံနဲ့မရဘူးအသက်ရှင်စေတတ်တဲ့အကြောင်းတရားကိုလုပ်ရမှာဖြစ်တယ်ဒါအဆုံးပါပဲနော်ဆုံးပါတယ်သက်ရှင်ခြင်းနဲ့ဆိုတော့ထိုင်းဆုတောင်းနေလို့မရဥပမာပါတော့ဆိုရင်ဟိုဘက်ကန်းကိုငါသွားခြင်းနဲ့ဟိုဘက်ကန်းကိုသွားရောက်ပြရစေလို့ဆုတောင်းအနေနဲ့ဟိုဘက်ကန်းသွားဖို့နီလန်းရှာနော်လေနဲ့သင်္ဘောနဲ့ဟိုဘက်ကန်းရောက်အောင်ကူဒါမှန်ကန်မယ်မြတ်စွာဘုရားကတတိပေးတဲ့ဆုတောင်းနေလို့ကသူကိုဘယ်သူပဲဖြစ်ဖြစ်ဆုတောင်းခြင်းနဲ့ရမယ်ဆိုရင်အလုံးဆုတောင်းနေကြမှာပဲဆုတောင်းရုံနဲ့မရနိုင်ဘူးကိုယ်တိုင်လုံးအောင်မှာဖြစ်တယ်သက်ရှိဖို့အတွက်လောက်ခိုင်းဘာလို့ရမလဲလို့ဆိုအနည်းဆုံးလေးကိုအလွယ်ကူဆုံးလေးကိုပြောထားတဲ့အခါမှာအဘိဝါဒနာတိလိတ္တနေသံဟုတ်တာသစ္စာယိနုစတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခပလံဆိုတဲ့ဒီဒေသနာတော်ကိုအချိန်ချင်းကြားဖို့ကြားလိမ့်မယ်ဘယ်ပုဂ္ဂိုလ်တွေမှာအသက်ရှိတဲ့ရှည်စေတတ်တဲ့အကြောင်းတရားတွေကိုသိဖို့ရောက်တယ်လဲဆိုအဘိဝါဒနာဘုရားရှိခိုးတယ်နော်ဘုရားရှိခိုးတယ်ဆိုတမန်အပြင်ရှိခိုးတယ်လို့ထင်တာရှိခိုးရုံပဲလို့ထင်တာမဟုတ်ဘူးရှင်တွေကဘာတွေပပျောက်သွားတော့လဲဘယ်သူရှိခိုးရမှလဲလူချင်းရှင်မခိုးနိုင်ဘူးဆိုတဲ့မာနရှိတော့အဲ့ဒါနော်လေးစားတိုက်တဲ့ဂုဏ်သိက္ခာတွေရှိလို့ငါတို့ကဂုဏ်သိက္ခာကိုစိတ်ရှိခိုးတယ်
ခြေဆုတင်လိုက်တဲ့အရာတွေကိုခြေဆုတင်ပြီးတော့မာနကြီးတစ်ခွဲသားနဲ့မနေဘူးမာနဒါမှမဟုတ်ထူးမြော်မှန်လျော့ဆိုတာမာနကိုဖယ်လိုက်တယ်အဲ့ဒီမာနဆိုတဲ့အကုသိုလ်တရားကိုဖြုတ်ချပြီးတော့ခါရဝနိဝတ္တဆိုတဲ့မင်္ဂလာတရားယင်ထဲမှာအကျေထားပြီးရှိခိုးတာဖြစ်တယ်အဲ့ဒီရှိခိုးခြင်းကလည်းပဲအသက်ကိုရှိစေတယ်လို့သူဆိုတယ်နော်ဘယ်လိုနည်းနဲ့အသက်ကိုရှိစေတာတော့ဆိုလူတွေမှာအသက်ရဲ့အန္တရာယ်ဆိုတာကြုံတွေ့တတ်တယ်ဘယ်သူပဲဖြစ်ဖြစ်နေ့စဉ်နဲ့အမျှအန္တရာယ်တွေဆိုတာရှိနေမှာအဲ့ဒီအန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တာကဒီကုသိုလ်ကဖယ်ရှားပြစ်နိုင်တယ်ဒါမို့ရှိခိုးခြင်းဆိုတဲ့ပဏာမကုသိုလ်စေရနာပြီးအန္တရာယ်တွေကိုလွတ်ကင်းစေနိုင်တယ်ဒါအသက်ရှိခြင်းအကြောင်းတစ်ခုဖြစ်သွားတယ်နေဆံဝုဒ္ဓပစာယိနောကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကိုယ့်ရဲ့ဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအသက်လည်းကြီးတယ်ဂုဏ်သိက္ခာလည်းကြီးတယ်နှမျိုးလုံးကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေရိုသေလေးစားလိုက်တဲ့ပုဂ္ဂိုလ်ရိုသေလေးစားမှုခါရဝထားမှုမြန်မာလူမျိုးတွေခုမှအမှန်တမ်းရိုသေလေးစားတဲ့အလေးထားရှိကြနော် respect လုပ်ထားဆိုမြန်မာလူမျိုးတွေရဲ့ respect လုပ်ဖို့ကဘာမှာအမှန်တမ်းထူးခြားတယ်လို့ပြောအဲ့ဒါလို့ကိုယ့်ရဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်လေးစားတဲ့ပုဂ္ဂိုလ်လေးစားမှုဟာလည်းပဲမာမနာချပြီးတော့ခါရဝနိဝတ္တနဲ့လေးစားတယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာလည်းပဲတဲ့အာယုဝဏဒုက္ခဗနာအသက်ရှိခြင်းဆိုတဲ့ချမ်းသာဒုက္ခအသက်ရှိခြင်းဆင်းလာခြင်းဆင်းလာတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့အသက်ရှိသေးတယ်ဗျသူကသူ့အသားရည်သူရှိနေမှာပေါ့ခွန်အားလည်းပဲသူရှိနေမှာပေါ့ချမ်းသာဒုက္ခလည်းရှိနေအဓိကအသက်ကအဓိကကိုသက်ရှိနေရင်အနာဇဏတွေကနောက်ဆက်တွဲမြေထားကောင်းတွေကြီးလိုပဲသက်ရှိနေရင်ဇဏတွေပါလာမှာဒါကြောင့်မို့အာယုဝဏဒုက္ခဗလာဆိုတဲ့ဒီတရား၃မျိုးဟာ၄မျိုးဟာတိုးတက်ဖြစ်ပေါ်လာတယ်လို့ဒီလိုမြတ်စွာဘုရားဟောတာဒါကြောင့်မို့မွေးနေ့အမှတ်တရကုသိုလ်လုပ်ခြင်းဟာဒီရှိခိုးယုံမြမကလေးစားမှုပြုယုံမြမကဒါနကောင်းမှုလုပ်တယ်တရဏဂုံသီလကိုစောင့်တည်တယ်တရားဓမ္မကိုနာယူတယ်ပိဿသင်္ဃာတွေဖိတ်ကျွေးတဲ့ဒါနအပြည့်ပြည့်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတဲ့ကဲ့သို့ထေရဝါဒဓမ္မများကိုသင်ယူနေကြတယ်နိုင်ငံတကာနိုင်ငံပေါင်း18နိုင်ငံ20နီးပါးကဒီမှာလာရောက်ပြီးတော့သင်တဲ့ subject တွေကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေအဲ့ဒီအဆုံးအမတရားတော်တွေကိုသင်ယူနေတဲ့ပုဂ္ဂိုလ်တွေကိုတနေ့တာအာဟာရဒါနလှူလဲရတယ်ဆိုအဲ့ဒီကြည်နူးတဲ့စိတ်ဟာလည်းပဲအသက်ရှိခြင်းအကြောင်းတစ်ခုဖြစ်သွားတယ်အသက်ရှိစေတတ်တဲ့အကြောင်းတစ်ခုဖြစ်မြတ်စွာဘုရားကဟောတယ်အာယုံအာရောဂိနံဝဏံတက္ကံဥစ္စာကုလိနံတော့ပါဠိစကားလုံးလေးတွေလည်းမှတ်ထားရင်ကောင်းတယ်ပါဠိစကားလုံးကအင်္ဂလိပ်စကားလုံးလောက်မခက်ဘူးအဲ့တော့ပြောလို့ရှိရင်ဘုန်းကြီးတို့ကပါဠိမှတ်ပါဆိုလို့ရှိရင်အင်္ဂလိပ်ပဲမှတ်ချင်ကြတယ်ပါဠိသိပဲမှတ်ချင်နော်ပါဠိစကားလုံးကအင်္ဂလိပ်ဘာသာစကားလုံးနဲ့စားလိုက်လို့ရှိရင်ပို့ပြီးတော့တိကျတယ်သိကြတယ်အင်္ဂလိပ်စကားလုံးတွေကမတိကျဘူးမသေးချဘူးနမူနာတစ်ခုပြောမယ်ဆိုရေးတဲ့အတိုင်းလည်းဖတ်တာမဟုတ်ဗမာရေးတဲ့အတိုင်းဖတ်တယ်နော်ဒီပါဠိကျတော့ရေးတဲ့အတိုင်းဖတ်တယ်လို့ပြောကြည့်ပါလား I know you ဆိုတာအမှရေးကနိုးလို့ရေးပြီး know ပဲဖတ်တာလေ obtain လို့ရေးပြီး offer ပဲဖတ်တယ်သဘောပြောပြတာနော်ပါဠိကျတော့အဲ့လိုရေးချင်တယ်လို့ရေးဖတ်ချင်တယ်လို့ဖတ်တာမရှိဘူးကဲပါဠိစကားလုံးလေးကိုကြည့်အာယုဆိုတာအသက်ပဲသူတို့လည်း live လို့သုံးတာတရားအာယုဆိုတာအသက်အာရောဂိဆိုတာကျမ်းမာမှုကိုပြောတာဝဏဆိုတာကိုယ်အသားရည်စွပ်ပြည့်ခြင်းတက်ခံဆိုတာအကောင်းတွေနဲ့ကြီးကြုံတွေ့ခြင်းဥစ္စာကုလိနာဆိုတာစင်တမ်းမြင့်လူတကာလေးစားရတဲ့ဘဝမျိုးဂုဏ်သိက္ခာရှိတဲ့အနေအထား
Eri a chini gowny go luchin lucy, yes or ya. Go in and alone ever could go home and yellow. Could look the solution. Pamari Nyasuga. And do down low my good look in it, and I'm a hope. No. Good look this. Flew down low at a good episode. Go gently tennis or short day. A yabo my meta tare. Genea ammoniari. Peshare. I could loan it. Go in a blue mone. The do manano. Pedugaro. Nice Jandu Shitty. Pedu Lotaro. Ane. The Kaganaja Tilu or Chow Chow Lomas. Every say you say Poppy, Machine, Aloha, Simply Javasi. Achi was through Lechi Wajavasi. Anna Mechi through Lena Mechijavasi. Say, Sydney and go a good old chitney. Alo dread. Counts us here. Alo dread so that say leave it. Misery at the Apeshami Dapshit. Alo dread so say good. To the one she want to death on the shin level. One night a Buddhita. Every woman that I look. To head up your young. The goal will be your answer. Akuduti, Geneva should have. Do the other Kaya on? Mamma Gani, the Nivira, Mamma Gambiora, Tiganikima, along with Yana, Facebook and Indiora, the post. Erari, Akuduti, no? Ereluri, but ship penny, Genuine Tana, she the James in Kudu ship. Era Kudu look. Kudu Sura, wholesome straight. Count you Chanago, busy nine. A chilling only Kudu look. Kudu Sura, a Yaji. To see down, Tana Luta Kudu, Tila Sautira Kudu, Lupionica. Rakuchin the Hakong Tavi, sick on the low of Wayne, Takoma. So loud, save the soda pool, Yamo, my Mitashide, Kuji, Kuji is a need to get Ludo Lugon. Say, say, okay, Takudu, the chicken, to the beyond. Eddie Kudu Kong, Chile, Chindi, the sheet in Jamshibare. Eddie. Yenen alone must say on a long wage in the heater. One must send ye large in the duca. Heater duca, namu, on salade, do her common de yellow yan. Boravani go with it, Piaga, the good on it, Maras from shoe. Tavian Yasavia will go with it, come. Piaga do the do. I look be the lane of baby solution. Amandiago hobby. Edima. Do the chiwa chana yala, Malo the lelu be. Hiti Powotani na Ahidasa Newtoni. Yes of Yaga. Lotin Nagu, Lanyon Bede, Malotin Nagu, Sean Kaini, Soluraga, Lotin and Bro. Agu, go so by no Mibadia. Go Tadami new Chiwato decision this way. Hello, don't they? E Damalone, Talo Tavatium. A tika arata. No? Mata Damalone, Talo. Eddie, so much. Yes, of ya, so much. Tamalone, Talo, tika. Malotin Nagu, Malochin, and Lotin Nagu, Lochin, Pawama, Chiwato decision, Chomsity. Tajamu, Logama, Zichizongaro. Second along with you, Jim. Second along with you, James. Kudu the upship was reaching. Era. Mankane, Kubua, Nidi, tiny chitty dress. Cologene, Chochizuriha. Sipimiaga, a dimia lube, a chain diane dimave, Kane, Chachin, sight, Chachin dida, Muro, Shanaibu, Erajamu. She lower me, Logo, she lower much a day. Amira, Chipa to the arm. Hello, bless Hita, los hobbies, two cow, young, you jam. Hita, Baba, and two custom. Young, I move, surround. Yes, of ya, so my hojare, die. Tigini, the Bali Moshe by Konanipia, Winnie, Madiama. The Dalo, a tube 6 in
မြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒတရားတွေဖြင့်မွေးနေ့လက်ဆောင်ပေးတာဖြစ်ပါတယ်အားလုံးတရားချစ်ခင်သူတော်စင်ပြိတ္တတို့မြတ်ဗုဒ္ဓဟောကြားတဲ့တရားဓမ္မသေးသေးချာချာအလေးနဲ့စဉ်းစားပြီးရှင်တဲ့နှလုံးထဲကဇွဲလို့လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း